Samia rồi chẳng đủ lý bỏ nó Samia rồi chẳng đủ lý ở bánh đẹp à sau đó ngon chẳng quá mẹ ngon sai lắm chứ ngon sai lắm chứ là mía hậu phiên gì đây to cháu mẹ miên to à mẹ ngon cháu mẹ miên to mà à mẹ ngon cháu mẹ miên to mà à to sui đó vô kể đó mẹ chẳng đó ha xem mà xía sao mẹ ngầu dễ không mà nè chú rể ở đây mà cháu à đi đây tôi đi ở đây rồi tôi mẹ cái này rồi gì bỏ nó rồi thì nó lúc kia là thôi thì nghe chưa nó sao lại bây giờ nó hay nè nó học về hết rồi thì mà sao lại bây giờ đúng không sao nhà rồi là phiếu này là nó tôi mình cho nó con xem nó tụi vào mà cho phiếu là sẽ rồi thì mà giờ sẽ mà sao lại bây giờ rồi thì nó sai chứ là mình sẽ mấy liền mà nó thì sao mày nó nhăn đi thì tôi sợ lắm không to cái to rồi mà thì ngõ bà luôn làm sao nhau được cho chả ngõ sao nhau chơi rồi à bà lúc lúc làm mà thì lúc làm ngõ sao lắm nhỏ nó khuyên bà sao nhỏ rồi và lúc này mà thì một cô đang quá xa bây giờ lúc này mà thì và chắc là OCD OBU Autopac SEHORSE C học rồi lại dần cho đi đã rồi cái anh sẽ tìm OCDHORSE học hả ngon miệng anh biết mà rồi tôi vẫn còn mà đi để xí số là việc chỉ phải kìa xí số đi sai hỏi đấy có ngon mình ngon sao rồi ít gì vậy giờ mình đã áp dụng việc ô tô tàu cầu việc OCTOP lấy đi ngon nhiều bọn mình bảo ngoài là đi nó tông nô ngoài lúc mà khai chơi thì ngoài là đi tông nô thì phải nó sao lên nhiều và mình nhiều bảo sao mua nhiều đồ mà tụi mình đi xả bảo xe phải xin mà làm gì đã chỉ mà con nó rồi sao giờ bây giờ chuyện là tiêu đã xả bây giờ ba xe nhiều lại cái lô xả mình này nó mình xả mình được tiêu lại để nó ok ba cái xí số thà ba hậu ô tô bà rồi OCDOPU ô tô bà hậu bị thay rồi gì thay hậu xí hậu vào tiếng SEAOPS hậu phụ mà nhưng mà nó là gì nó hậu kệ ăn là gì vậy ok ba kia kệ nếu nhà sao mà nó hậu alo sai thì phải trả lại nó trả lại hàng mươi rồi trả lại này sao khu ăn lộn lê đấy nó cái này rất khéo nhỉ nó sao cái nhỏ con này đang làm gì này nó lên đây là nó mua ra thế này kìa anh sao thì trả lại được ta cho lại đi ra chơi nó ok ba ai thì nào xe máy thì lâu lại rồi biết tham gia hay rồi thì nó có gì đó ba một phiền phụ anh thì nào cái này mấy thì rồi xe ba cái tàn đều được mình
လူတရားလည်းဘာမှမဖြစ်ပါဘူးလို့ပြန်ပြောလိုက်တာပါခေါင်းမောင်းနေလိုက်ပါရိုဒီကတော့စာပြည့်လူလှုပ်ချင်တာလှုပ်လို့ဆရာပြောတာပါအဲကြောင့်မရိုဒီကတော့ခေါင်းမောင်းနေပါတယ်အချိန်မှာတော့တချို့လူတွေဆိုင်လို့အတော်ဆုံးဖြစ်တဲ့စီစောဆိုတရားကတော့ဖုံးမဲ့ထိုင်ကြည့်နေတာပေါ့ဒီလေးတော့စားရမရဘူးဒါပေမဲ့တော့အတန်ထွက်တယ်လို့ရပါတယ်နိုးဝေးကျွေးရနိုးဝေးပေါ့နော်ကျွေးရပဲပေါ့နော်တော်တော်ကိုဆိုးလုံးပါလေဗျာဘယ်နှစ်ဘယ်ကလာနေဆိုကြတယ်ဆရာမလေးကပြန်ကြည့်လို့ရုပ်ဆိုးလုံးပါလေမင်းတို့ကပြန်ကြည့်လို့ဆရာမငါ့ခိုင်းနေဆရာမငါ့ပြန်ကြည့်အားလုံးဘိုးကြီးနေဆရာမလာနေပြန်လိုက်တော့ကြာတယ်ဟုတ်ဆရာတော့သူ့လူကြီးကိုပြောနေလိုက်တာပေါ့ရေကြီးကိုကြီးဆရာတော့ပြောနေလိုက်တာနောက်ပြီးလိုက်ခါကျတော့ဒီနောက်ထပ်3လောက်လည်းတက်နေအောင်မယ်နော်ညီမလေးပြီးတော့လေနှစ်တော်လည်းအပိုင်းရတာဆိုတော့နှစ်ကိုလည်းထည့်ပြီးအောင်နော်မိုင်းအေးညီမလေးဒီနေ့အကုန်ပိုင်အောင်အဲ့လိုတော့ဆက်လုပ်နေချိန်မှာရိုးကြီးကတော့ကောင်းမှအိမ်နေပါဘာမှမသိရှာပါဘူးအဲ့စီဆိုးဆိုတော့လည်းစာကျူးစားပါတယ်ရိုးကြီးလေးကတော့စားတော့ကျူးစားပြီးစားတော့မရဘူးဟဲ့ရိုးကြီးဒီဘာဖြစ်လဲဒီဘာဖြစ်လဲဆရာအိုးလိုက်ပါသူလည်းကြောက်ပြီးသူ့ကိုသူပြန်ကြည့်မိပါတယ်ဆရာတော့လိုက်ပါအားမတော့သူ့ကိုလိုက်ပါတယ်ဆရာရိုးကြီးကလည်းလန့်သွားဒီကမကြဘူးပါမကြပါဘူးသူပြန်တော့မှအချိန်ရောက်နေပါပြီသူစင်းနဲ့ကျောင်းဆင်းနေချင်ဆန္ဒနိုင်ပါသူစင်းမလားဆိုရင်လေးကြည့်နေပါလေကျောင်းဆင်းတော့မလားဆိုရင်လေးကြည့်နေသူထားလိုက်တဲ့အချိန်မှာပဲကဲကျောင်းဆင်းတော့ပါမယ်သူထားကျောင်းဆင်းတော့ပါလားမဆင်းသွားပါပြီသူကျောင်းဆင်းကလေးဖြစ်သွားပါပြီသူကျောင်းဆင်းလာတော့ပဲဆိုတော့ဆရာပြန်ဝိုင်းဆိုတော့သူတွေ့ပါအဲ့တော့ငါကျောင်းဆင်းလို့သူပြန်သွားပါတယ်ငါကျောင်းပြန်မယ်ဆရာမတမလို့လည်းတော့အေးတဲ့တကယ်ကတော့ဒီစားလေးတော့ဒီခန်းအောင်ကြားရတယ်ပတ်ပတ်ငါတို့ဟုတ်ပါနော်ငါ့ကိုတည့်ရနေတာသူတို့ကငါတို့ငါ့ကိုတည့်ရနေကြပါတော့ဘူးငါစားမရတယ်နင်တို့လည်းပါဆိုင်လို့လေကဲငါစားမရတော့လည်းပါကြာတယ်ပဲငါပဲစပိုင်းစီအိမ်ရတော့လားဒါနဲ့ငါတော့ထိုင်နေကောင်းလည်းဘာလို့ကြောင်းလာမေးကြည့်တော့မမေးတော့ပါပြန်မယ်ငါပဲပြန်လာတော့ကားရှုပ်တာတမျိုးစပင်းဒီချမ်းမန်းတရားလဲဆိုငါ့ကိုဘာရသေးသေးချမ်းနော်ဟုတ်လားကြောင်းကြမတော့စာကြမလို့အဲ့ဒါပဲလက်ကမယ်ငါကြည့်ညာမိုးလင်းနေတူကအဲ့တော့ဆောင်းရင်းနေနေဆက်တယ်ကောက်ပါလေးရတော့မင်းကတော့မပြောတော့တာနဲ့မပြတ်တော့တာနဲ့ငါပြောလိုက်တယ်မင်းလောက်တာလည်းမဟုတ်ချင်းစားအောင်စားအောင်စားဦးသူစားအပူလာတွေ့တယ်ခဏဟဲ့အဲ့အဖုန်းပေးလိုက်ဒီအဖုန်းပေးလိုက်အဲ့အဖုန်းနဲ့ခဏအဲ့မနော်ဘောစီပေးရမယ်လုံးလိုက်โอเคဒါမှပဲတော့စားအင်္ဂလိပ်တော့ဘာလို့ငါစားချက်မယ်မင်းကစားမငါကတန်လေးပါတော့မပါအဲစားမချက်ဘူးပါကဲငါစားတော့လိုက်ပါမယ်ဆိုတော့ရိုဒီလေးကစားလို့ရင်းနေလို့ရှိပေါ်ပါတယ်ရိုဒီစားဖို့ပြင်မရဘူးတင်ပေးပါဆိုတော့အား
မပါရမှာရိုးကြီးကဆောင်းမဖြစ်မဲ့ရောက်ကြည့်ပေးကြပါဦးဆောင်းမဖြစ်မဲ့ရကတော့နောက်ပိုင်းမှာပါပဲဒီစုပြရလို့ကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်